တညာအိပ်ဖို့3,900နဲ့ကမ်းလှမ်းခံလိုက်ရတယ်မေမြင့်မို့ပရိသတ်ကြီးများခင်ဗျာအနုပညာလောကထဲမှာရိုးသားစူးစမ်းမှုနဲ့တူတူထိုက်တဲ့အောင်မြင်မှုရရှိနေတဲ့ MRT4 မင်းသမီးလေးမေမြင့်မို့ကိုတော့အားလုံးပဲချစ်ခင်ကြမှာပါဒါပေမဲ့လည်းအလှပန်လေးတစ်ပွင့်ကအနီးကပ်ကြည့်ရင်လှပါသလောက်တစ်ပတ်မှလည်းမလိုလားအပ်တဲ့ဖြက်စီးလိုသူတွေအမျက်ထုတ်လို့သူတွေရဲ့ရန်ကိုတော့အမြဲလို့ရင်ဆိုင်နေရတတ်ပါတယ်အခုလဲမေမြင့်မို့တယောက်သူမရဲ့အနုပညာတတန်းတစ်လျှောက်အစိုးရွာဆုံးစော်ကားခံရမှုတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်အဲ့ဒါကတော့ငွေချင်းအင်အားကိုလက်နက်တပွဲအသုံးပြုပြီးတော့အဆက်နဲ့တိတ်ခါကိုဝယ်ဖို့စူးစမ်းခဲ့တဲ့3,900ကန်လန်းမှုပဲဖြစ်ပါတယ်မိမိမိုက MRT4 ရုပ်သံလိုင်းကနေတစင်ပန်းနှူတွေအရေးတတိယမြောက်စုံမှတ်အစာရှိတဲ့ဇလန်တွဲနဲ့ပရိသတ်ရဲ့ရှင်ထဲမှာနေရာယူထားနိုင်သူပါသူမရဲ့အေဂျင့်နဲ့ရုပ်ရည်နဲ့ရင်ကျေးတိတ်မွေးတဲ့အပြုမှုတွေကြောင့်ပဲလူကြီးလူငယ်မရွေအားပေးကြတာပါဒါပေမဲ့လည်းဒီလိုမျိုးအေဂျင့်နဲ့ပုံရင်နောက်ဝယ်မှာပဲငွေကြေးအင်အားတောင်းနေတဲ့ခရိုနီဘောစီတယောက်ကတော့သူမကိုအလုံးကိစ္စမဟုတ်ပဲနဲ့တကိုယ်ရေးကာမဂုဏ်အတွက်အသုံးချဖို့မျက်စိကျခဲ့ပါတယ်ဖြစ်ပုံကတော့ဒီလိုပါအလုံးကိစ္စပြောစရာရှိတယ်ဆိုပြီးတော့ဂျားကလူတူဦးကနေတစင်မိမိမို့ထံကိုချင်းကပ်လာခဲ့ပါတယ်အစာပိုင်းမှာတော့ပွဲတက်ဖို့ဒါမှမဟုတ်ရင်ကြော်ညာရိုက်ဖို့လို့ထင်မှတ်ခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့အဲ့ဒီလူရဲ့ရည်ရွယ်ချက်ကတိတိတတ်တာပြောင်းလဲလာခဲ့ပါတယ်အဲ့ဒီခရိုနီလုပ်ငန်းရှင်ကမိမိမို့နဲ့တညတာတူတူအချိန်ဖြုံးခွင့်ရဖို့အတွက်မြန်မာငွေကျပ်3,900ကိုလက်ငင်းပေးချေမယ်ဆိုပြီးတော့ကန်လန့်လာခဲ့တာပါ3,900ဆိုတဲ့ပမာဏကတာမန်လူတယောက်အတွက်အိမ်မက်တော်မမတ်ရဲတဲ့ငွေကြီးပမာဏဖြစ်ပေမဲ့လည်းမိမိမို့အတွက်ကတော့ဒါဟာသူမရဲ့ဘဝသူမရဲ့နုပညာနဲ့သူမရဲ့မိသားစုဂုဏ်သိက္ခာကိုပြောင်ပြောင်တင်းတင်းစော်ကားလိုက်တာလည်းဖြစ်ပါတယ်ဒီတဲ့ရင်ကိုမိမိမို့ကိုယ်တိုင်ကပရိသတ်ကိုပြန်လဲပြောပြတဲ့အခါမှာတော့သူမရဲ့မြောင်ဝန်းတွေမှာစိတ်ပြတ်မှုနဲ့နာကျင်မှုတွေကိုအထင်ရှားမြင်တွေ့ခဲ့ရပါတယ်မိမိမို့ကပတ်စံရှင်ရဲ့ရရဝယ်လို့ရတယ်လို့ထင်နေကြတဲ့သူတွေရှိပါတယ်ကျမကို3,900မကလို့3,500ပေးရင်တော့မှကျမရဲ့သိက္ခာကိုတော့မရောင်းနိုင်ပါဘူးလို့ပြပြတသားတုံ့ပြန်ခဲ့ပါတယ်ဒါပြင်သူမကဆက်ပြောပါသေးတယ်အနုပညာရှင်ဆိုတာပျော်ပြေးသမားဖြစ်ပေမဲ့လည်းပစ္စည်းတစ်ခုမဟုတ်ပါဘူးကျမတို့မှလည်းတန်ဖိုးထားရတဲ့မိပါတွေဂုံသိက္ခာတွေရှိပါတယ်အခုလိုမျိုးကမ်းလှမ်းခံရတာကကျမတယောက်တည်းကိုစော်ကားတာတွေမဟုတ်ဘဲနဲ့အနုပညာလောကတွေကအမျိုးသမီးတူတရက်လုံးကိုပါစော်ကားလိုက်တာပါဒီစကားကငွေနောက်လိုက်ပြီးတော့ကိုတန်ဖိုးချနေတဲ့သူတွေနဲ့ငွေရှင်အကုန်ရနိုင်တယ်လို့ထင်နေတဲ့သူတွေအတွက်တော့အတော်လေးကိုထိရှစေတဲ့စကားတစ်ခုဖြစ်ခဲ့ပါတယ်အခုဖြစ်ရမှာတော့မိမိမို့ရဲ့ရဲရင်မှုကတော့တကယ်ကိုချီကျူးစရာပါလူပညာလောကထဲမှာလည်းခြေလန်းသစ်စားတင်နေတဲ့ညီမငယ်လေးတွေအတွက်လည်းစံနမူနာကောင်းတစ်ခုဖြစ်ခဲ့ပါတယ်အောင်မြင်မှုလမ်းကြောင်းပေါ်မှာဒီလိုမျိုးဆွဲဆောင်မှုတွေဖြက်လန်းနေရတဲ့ကမ်းလှမ်းမှုတွေကလည်းအမြဲတမ်းရှိနေတတ်ပါတယ်ဒါပေမဲ့လည်းမိမိမို့ကတော့သူမရဲ့ခိုင်မာတဲ့ယက်တိကြတဲ့တူဂုံတိတ်ခါကငွေထက်အစာပေါင်းများစွာတန်ဖိုးရှိတယ်ဆိုတာကိုလက်တွေ့ပြသသွားခဲ့ရလဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးအခုလိုမျိုးမိမိမို့ရဲ့ပြပြတသားတုံ့ပြန်မှုပေါ်မှာဘယ်လိုမျိုးထိမြင်မိပါသလဲ3,900ဆိုတဲ့ကမ်းလှမ်းမှုကိုလည်းမျက်နှာလွယ်ခဲ့တဲ့သူမရဲ့စိတ်တက်ကိုရောလေးစားမိကြလားကျွန်တော်တို့ရဲ့မြန်မာလူပညာလောကထဲမှာလည်းဒီလိုမတမားတဲ့ကမ်းလှမ်းမှုတွေပျောက်ကွယ်သွားဖို့ဘာလိုအပ်မယ်လို့ထင်ပါသလဲပရိသတ်ရဲ့ထင်မြင်ချက်တွေကိုလည်းအောက်ကကောမန့်ထဲမှာရေးသားသွားခဲ့ကြပါအောင်ခင်ဗျာအဆုံးထိနားထောင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာလူပညာသတင်းလေးတွေကိုလည်းတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း follow လုပ်ထားကြဖို့မမေ့ပါနဲ့ခင်ဗျာ